မင်းကလေးဝစ်စပတ်ကလေးဝစ်စပတ်ပေါင်းပြီးအတူရှိတယ်တစ်ထည့်900နဲ့ရတယ်မင်းကလေးဆိုလဲ3000လောက်ကနေစပြီးတော့စားစားရယောက်ျားလေးပေါင်းပြီးလဲအစားအစားပဲဗျအရမ်းမိုက်တယ်ဟုတ်အဲ့ရကနေပြောလေကလေးပေါင်းပြီဆိုရင်900တက်နိုင်ကိုရောက်ပြီလေမတို့ကလေးပေါင်းပြီး900ကနေစပြီးတော့ဒီလူကြီးပတိပေါ့နော်လူကြီးဆိုလဲဈေးအများကြီးမတင်ပါဘူးဒီစပတ်114ဆိုလဲမတို့1000စွတ်လေးနဲ့ရောက်ပြပါတယ်ရှင်ဈေးအများကြီးတင်မထားပါဘူးဒီမောက်တစ်ထည့်ချင်းဆိုလဲမတို့2000 3000အစားရှိပါတယ်ရှင်ဆက်ပါပါရှင်သိန်းလောက်ကနေစရင်းကျင်နေဆိုရင်လည်းဒါထက်တန်းလေးဖြစ်နိုင်အောင်လုပ်လို့ရပါတယ်အမားတို့ကတော့ဒီပေါ့နော်ဒီအဓိကလက်ကားဖြတ်တာပေါ့လက်ကားဖြတ်တာဆိုတော့အချို့နေဘက်ကလူတွေအတွက်ကိုပေါ့အမြင့်များရအောင်အမားတို့ကတက်နိုင်လို့ဈေးနှုန်းနဲ့ချိုးသားကနေရောင်းချပေးနေပါတယ်ဟုတ်ပါရှင်တတုံးတွေကိုဒါတစ်ခါမှမဝယ်ဘူးတဲ့ဆိုတော့ကျွဲကြည့်ပါအစစ်ပြောင်းလုပ်ပေးပါလေစစ်တမ်းထားဒီကစေအနာလေးနဲ့ရောင်းပေးပါလေရှင်အားလုံးနှစ်ဦးနှစ်ဖက်မြို့ကျုံးရရမယ်ဈေးနှုန်းလေးနဲ့ရောင်းချပေးနေပါတယ်တုံးတွေလာခြင်းနဲ့ဆိုရင်အမားတို့ကစိုက်လေးနှစ်ဆိုင်ရှိပါတယ်ဒီပေါ့နော်စကိုင်းမလေးမြို့ဆောင်လမ်းပေါ်မှာလည်းရှိတယ်လို့အမားတို့မန်းမြမပလာဇာမြေအောက်ထပ်အန်တာဂရောင်းမှာလည်းရှိပါတယ်ရှင်ဟုတ်ဒီမှာအမျိုးသမီးတွေပေါ့နော်ဈေးပေါ်ပေါ်နဲ့ရမယ်ပေါ့နော်ငွေမောင်မြိုင်းမသုံးနိုင်တဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်လို့ကလေးရှိတဲ့မိခင်တွေအတွက်လည်းပဲအဆင်ပြေပါတယ်လို့ဟုတ်ဟုတ်ပတ်တဲ့အတွက်အပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလေးဒီမလေးကိုကျေးဇူးလာတဲ့အတွက်ကျေးဇူးပါဆရာမဖြစ်တော့ပြောချင်တာအရှင်ပြောပြပါဦးဟုတ်ကဲ့ပါအခုဒိုက်တာကြီးရတယ်လာပြီးတော့ဒီလိုလမ်းကြုံလေးလာပြီးတော့ပေါ့နော်ကြောင်ညာပေးတဲ့အတွက်ကောမောင်လေးတို့အားပေးဒီမလေးတို့လာပြီးတော့မတို့ဆိုင်အောင်တကူတကကြီးလာခဲ့တဲ့အတွက်ကောဒိုက်တာကြီးရောဒီကမောင်လေးတို့မိသားစုရောကျေးဇူးများကြီးတင်ပါတယ်မလေးတို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်အဲ့ဒါညီမကြီးအခုလိုပဲဒီတူဂျုံနဲ့ပြန်ဝယ်ပြီးတော့ရောင်းကျင်တဲ့လူတွေရောဝစ်ကျင်တဲ့လူတွေရောတို့တို့ကဒီဆိုင်ရဲ့လိပ်စာလေးဟုတ်ဒီမှာတို့အခုဒီဆိုင်လိပ်စာလေးကကြာတော့စကိုင်းမန္တလေးကားလမ်းမောက်ပေါ်မှာရှိရစကိုင်းမန္တလေးကမ်းနားလဲရှန်ကလေးကျုံအန်တီတန်းကိုဆိုင်တဲ့ဆိုင်နားမှာရှိရတကယ်လို့အဲ့မန္တလေးဈေးကျုံဘက်နဲ့နီးရဆိုလဲဆိုင်လိပ်စာတစ်ခွဲဖွင့်ထားပေးရဟုတ်ပါလေမန်လေးဈေးကျုပ်ပိုင်းနဲ့ညီရဲသူတွေဆိုလို့ရှိရင်လေသူကမန်းမြမပလာဇာမြောက်ထက်ကပ္ပကင်းရဲပေါ့နော်နည်းနည်းချင်းဆိုင်အဲ့နောက်မှာလေတုံးနေဆိုပြီးဆိုင်ဝဲလေးဖွင့်ပေးထားရရှင်အဲ့ဆိုင်မှာလေဈေးချိုချိုလေးနဲ့ပြန်ပြီးတော့ဝယ်လို့ရတယ်ညီရဲဆိုင်အောင်သွားဝယ်ရတယ်ဈေးကတော့လက်ကောင်းလက်လီရောနှစ်မျိုးလုံးရတယ်ပေါ့နော်မလေးဖုန်းနံပါတ်ကကျတော့တို့ကကျတော့အများဆုံးသုံးတာကျတော့96လေး2 3 9 8အဲ့ဖုန်းကိုသုံးတယ်ဒါပေမဲ့ခွန်အားလုံး369က iPhone လေးလည်းသုံးနေရှင်တော့TikTok ကရှိရ TikTok ကရှိရ TikTok ကကျတော့တုံးနေ5ဆိုပြီး TikTok ကရှိဟုတ်ကဲ့ဟုတ်